စမယ်လွတ်တော်လဲခေါ်တမ္မရလည်းဖြစ်သွားပြီဖြစ်သည့်အတွက်စစ်ရေးကိုသာအာယုံဆိုင်လှုပ်သိသည်ဟုတမ္မရမင်းအောင်လှိုင်မှာအရင်က9နှစ်တာအုပ်ချုပ်မှုမှာရရှိခဲ့သည့်စစ်ရေး experience ကိုအသုံးချကာကိုစွမ်းရှိသမျှညံစွမ်းရှိသမျှလှုပ်တက်ကင်တက်တဲ့လောက်အခုတက်ကြုတ်ကြီးအစ်ရဲဝင်ဦးအားအကြံဉာဏ်ပေးခဲ့ပြီးသည့်တကလားပေါက်ကိုတော်ကိုယ်တိုင်ဦးစီးသည့်အထူးကွန်မန်ဒိုတပ်ရင်း669တပ်မတော်သားမရိန်းတပ်သားများမကြခင်ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်အဆိုပါတပ်သားများဟာဗဒက်နယ်မြေများသို့တကြံအတွင်းသင်္ကန်းဝတ်ဖြင့်သာသနာအလံထောင်ကစစ်ကြောင်းထိုးတော်မူဟုသတင်းများထွက်ပေါ်လာပြီးသည့်နောက်ဗဒက်တချို့အလုံးရင်းနဲ့အလင်းဝင်သူများရှိလာသည့်တိုင်တချို့ဗဒက်များအလင်းမဝင်နိုင်သေးအဲ့ဒီတရင်ဟာ3မိနစ်အတွင်းနေအိမ်ပေါင်း300ကျော်အားမီးရှို့နိုင်အောင်လေ့ကျင့်ထားတဲ့ကဲ့သို့3မိနစ်အတွင်းထမင်းအိုးရဲရရင်ရသလောက်အင်းပါနိုင်အောင်ဒါပြင်3မိနစ်အတွင်းတွေ့ဝေခြင်းမရှိတန်ဖိုးကြီးပစ္စည်းများအားရွေးချယ်ရှာဖွေတတ်နိုင်အောင်အထူးလေ့ကျင့်သင်ကြားပေးထားတဲ့တရင်ဖြစ်ပါတယ်ဒီအထူးစစ်စင်ရေးလေ့ကျင့်မှုများကိုအမျိုးဘာသာသာသနာတပ်ပေါင်းစုကြီးဤဌာနမှဗိုလ်မှူးချုပ်ဝင်းကိုလက်မှာဇုံဖြင့်ဓာတ်ရိုက်ကြီးကြက်တာဝန်ယူသင်ကြားပို့ချပေးသွားတာဖြစ်ပြီးဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သတင်းဌာနမှာပေါက်ကိုတော်အားဆက်သွယ်မေးမြန်းကြည့်ရဟုတ်ပါတယ်ဒီသတင်းကအမှန်ပဲဖော်ဖော်တို့ကစုဖွဲ့ထားတဲ့တပ်မ669တပ်ရင်တပ်သားတွေကခါတိုင်းလိုရိုးရိုးတပ်သားတွေဟုတ်တော့ဘူးကွာအရှင်ကူကြီးကိုယ်တိုင်ဟောကြားထားတဲ့ဒုဋ္ဌဂါမဏိမင်းကြီးအကြောင်းကိုနှလုံးသွင်းပြီးစစ်ကြောင်းထိုးတော့မယ်စစ်ကြောင်းပြောချင်တာကကွာအကုန်လက်ရဲစဲရဲတွေကြီးပဲဒါကြောင့်ဖုံဖုံတို့အရင်ကမအောင်မြင်ခဲ့တဲ့ရှင်သာရိပုတ္တရာစစ်ကြောင်းလို့သင်္ကန်းချုံတပိတ်လွယ်ထားရုံပဲမဟုတ်တော့ဘူးဒီတခါတပိတ်ထဲမှာခေရန်ပါခြင်းပါမယ်သင်္ကန်းထဲမှာတနက်ပါခြင်းပါမယ်ဟုတ်ကွာကိုကုံပြောမယ်သင်္ကန်းထဲမှာ RPG လဲပါခြင်းပါမယ်ဗဒက်တွေအနေနဲ့လေဖုံဖုံတို့တပ်မ669တန်ခါတက်ရင်ကသာသနာအလံထောက်တပိတ်လွယ်ပြီးစစ်ကြောင်းထိုးလာပါကဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရင်ဖက်နဲ့လေးချုပ်လက်အုပ်လေးချီပြီးမျက်လွှာလေးသာချထားဖို့ပြင်ထားနှမဟုတ်ရင်ဖုံဖုံတော့စိုးမစိုးနဲ့ဆိုပြီးကင်မရာဘက်လက်ညှိုးငေါက်ထိုးဝါထားသောကွန်အားပြုတ်ခနဲ့တစ်ချက်လန့်ထွေးလိုက်သည်ကြီးညိုပွဲရာအမူအရာဖြင့်တတိပေးပြောဆိုမိတ်ချသွားပါတော့တယ်